မျိုးတော့ရှိရတဲ့မှာတချို့လူတွေဟာဒီအုပ်စုလိုက်ကြတဲ့ရောက်နေလို့ရှိရင်ပျော်ရွှင်နေရမျိုးရှိတယ်လို့တချို့တော့လူတွေကြအခန်းထဲမှာပဲအောင်းနေရတာမျိုးနှစ်သက်ကြပါတယ်။တော့ဒီလိုအခါမျိုးမှာကိုယ့်ကိုယ်မေးမှုကြမှာပါ။ငါက introvert တယောက်လား။ဒါမှမဟုတ်ရှင်လည်း extrovert တယောက်လား။ငါဘယ်လိုလူစားမျိုးလဲ။အဲ့ personality တိုက်ကဘယ်လိုလူစားမျိုးလဲဆိုပြီးတော့ကိုယ့်ကိုယ်မေးမှုကြမှာပါ။ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့ introvert, extrovert နဲ့နောက်ထပ်တစ်မျိုးဖြစ်တဲ့ ambivert အကြောင်းပြောပြမှာဖြစ်ပေါ့ကို personality တိုက်ကဖြည့်ထုတ်လို့ရအောင်လို့ကျွန်တော် share လုပ်ပြပါဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ introvert ဆိုတာကလူတွေကိုကြောက်တဲ့လူတွေကလူလားမဟုတ်ဘူးနော် introvert ဆိုတာကသူ့ဘာသာသူတယောက်တည်းအခန်းထဲမှာအောင်းနေရတာကိုကြိုက်နေတဲ့သူတခြားလူတွေနဲ့စကားတွေအများကြီးပြောနေရလေသူတက်ဖို့ပြင်မဲ့နေပါဒါပေမဲ့တေးကြတဲ့တစ်ခုကတော့အဲ့လိုလူတွေအများကြီးနဲ့တွေ့ရတဲ့အခါကျလို့ရှိရင်သူကအများအဖြစ်နားထောင်ကောင်းတဲ့သူတွေပဲဆိုတော့ကိုတိုင်းရပဲဖြစ်ဖြစ်ကိုတငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်အဲ့လိုမျိုး introvert တွေရှိကြတာ introvert တွေကကျရင် introvert တွေနဲ့ပြောပြမှာပဲသူတို့တွေကလူတွေအုပ်စုလိုက်အဖိုက်လိုက်တွားတာကိုဝနှစ်တဲ့ introvert တွေလိုမျိုးတယောက်တည်းအခန်းထဲမှာအောက်ခိုင်းနေကြလားစိတ်ကြယောဂဆိုတာသူတို့တစ်ဖြစ်လာလိုက်မယ်သူတို့ခေါင်းစဉ်တစ်ခုသာပေးလိုက်သူတို့တွေပြောစရာစကားတွေအများကြီးထွက်လာလိမ့်မယ်ဆိုတော့ကိုတငယ်ချင်းတွေထဲမှာအဲ့လိုမျိုး introvert တွေရှိကြလားပြီးတော့နေအောင် ambivert ဆိုတာရှိတယ်ဒီ ambivert ဆိုတာကြတော့ပေါ့နော်ဒီ introvert လည်းမဟုတ် extrovert လည်းမဟုတ်သူကဘယ်လိုပြောမလဲကြားရပေါ့ဒီ ambivert ကြတော့သူရှိမှာကဇယိုင်းနှစ်ခုဆိုလို့ရှိရင် introvert ဇယိုင်းက extrovert ဇယိုင်းရှိတယ်ကိုယ်နဲ့ယဉ်နေတဲ့သူတွေဆိုရင်တော့သူတို့တွေစကားတွေပြောကြအများကြီးရှိတယ်ဒါပေမဲ့ကိုယ်နဲ့မယဉ်နေတဲ့သူတွေဆိုကြတော့လည်းတိတ်ဆိတ်သွားပြန်ဆိုတော့အဲ့လိုမျိုးလူတွေကလည်း ambivert ပါပဲသူတို့ကတော့ဒီလိုမျိုး introvert ကြီးပဲဖြစ်နေတဲ့သူ extrovert ကြီးပဲဖြစ်နေတဲ့သူဆိုတာရှားပါတယ်အများအဖြစ်က ambivert ပါဟို ambivert တွေကဒါလည်းအောက်ဆုံးပါပဲဆိုတော့ကျွန်တော်ဒီ personality type ကိုဘယ်လိုအလွယ်အနေနဲ့ခွဲရမလဲဆိုတော့ကျွန်တော်ဒီ AI ကိုမိကုန်း၅ခုထုတ်ခိုင်းထားတယ်ဆိုတော့ကြည့်လိုက်ကြရအောင်နောက်မိကုန်းတစ်ခုကဘာလဲဆိုတော့လူများတဲ့ပွဲတစ်ခုကနေပြန်လာတဲ့အခါလူတွေအုပ်စုလိုက်အပြင်တွားပေါ်ပြန်လာတဲ့အခါကြားလို့ရှိရင်ကိုစိတ်ကပုံပေါ်ပြင်မနေတယ်လားဒါမှမဟုတ်ရှင်လည်းပုံပေါ်တက်ကြွနေတာပေါ့မိကုန်းအတွက်အဖြစ်ဒီကျွန်တော်မိမယ်သူရတော့အများကြီးပြင်မလာတာအများပြီးတော့ဒုတိယမိကုန်းတစ်ခုကကြာပါလဲဆိုတော့ကိုအလုံးနားရမှာဆိုရင်ဒီတကယ်ချင်းနဲ့တွားဖို့လာဖို့အတွက်ချိန်ထားတာမျိုးအများကြီးရှိလားဒါမှမဟုတ်လို့ရှင်လည်းဒီတယောက်တည်းကိုပတ်တာကိုပဲအိမ်မှာနေပြတာများလားဒီမိကုန်းမေးမယ်ဆိုရင်လည်းကျွန်တော်တွားဖြစ်လာဖြစ်ချင်တယ်ဒါပေမဲ့လည်းအဖေမရှိရဖြစ်တဲ့အတွက်အများကြီးတယောက်တည်းအိမ်မှာပဲနေပြတာများတယ်စကားမပြောခင်စဉ်းစားနေတယ်လားဒါမှမဟုတ်လို့ရှင်လည်းကိုကဒီစကားပြောနေရင်လည်းစဉ်းစားစရာမလိုပဲသူ့ဘာသာသူစကားလုံးတွေအလိုက်လိုက်ထွက်လာကြလားဆိုတော့ဒီမိကုန်းကလည်းနည်းနည်းခက်တယ်ဘယ်လိုပြောမလဲကိုနဲ့ရှိနေတဲ့သူတွေဆိုရတော့စကားတွေဒီစကားလုံးတွေကစဉ်းစားနေကြအောင်ဘယ်လိုထွက်လာလဲဒီအဖြေကတော့နှစ်ခုစလုံးပါပဲကျွန်တော်တို့ကတော့ဒီနေ့ဆိုရတော့ကျွန်တော်အတိတ်ကဒီစကားတစ်ခုပြောဖို့နည်းနည်းဒီစဉ်းစားနေရတယ်ဒါပေမဲ့ကိုနဲ့ရင်းနှီးတဲ့သူတွေကြောက်လဲစကားတွေကစဉ်းစားကြအောင်လို့သူ့ဘက်ကတော့အလုပ်လုပ်ထွက်လာတယ်အလုပ်လုပ်တဲ့အခါမှာခုတင်းဝါပေါ့တင်းဝါအနေနဲ့လောက်ရတာကြိုက်လားကိုယ့်ဘက်တော့တယောက်တည်းလောက်တာပေါ်ထိရောက်တယ်လို့ထင်လားဆိုတော့တင်းဝါနဲ့လောက်ရတာပေါ်သဘောကျတယ်ဘာလို့ပြဿနာတစ်ခုခုဖြစ်ခဲ့လို့ရှိရင်အားလူကိုရင်ဖွင့်ဖြစ်တယ်များလားဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ဘက်တော့တယောက်တည်းကြိတ်ပေါ်ခံစားတတ်တာများလားဒီမိကုန်းဆိုရတော့ကျွန်တော်တို့ကအဖြစ်တယောက်တည်းပဲခံစားပြတာများတယ်တယောက်ဆိုတော့ဒီမိကုန်းအတွက်ကိုကြည့်နေတဲ့သူတွေကဘယ်ညာကြအောင်ပထမတစ်ခုလားဒုတိယတစ်ခုလားဟိုဖြည့်ကြည့်ကြပါဖြည့်ကြည့်ပြီးတော့ကိုက extrovert တယောက်လား extrovert တယောက်လားဆိုတာသိလာပါလိမ့်မယ်ကျွန်တော်ကတော့လီယိုမှာကျွန်တော်အခုဒီဗီဒီယိုမှာပြောပြပေးသွားတော့ introvert extrovert နဲ့နောက်ထပ်တစ်မျိုးဖြစ်တဲ့ ambivert အကြောင်းမှာကျွန်တော်ပြောပြပေးသွားဖြစ်ပါတယ်ဒါအပြင်ဒီကိုတိုင်းလည်းဒီမိကုန်း၅ခုနဲ့ကိုကဘယ်လိုလုပ်စားမျိုးလဲဆိုတာသိလောက်ပါပြီပေါ့ဆိုတော့နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လိုတော့အကြောင်းအရာတွေကို share လုပ်ပေးသွားအောင်လဲဆိုတာသိချင်လို့ရှိရင်ဒီ channel လေးကို like subscribe လုပ်ထားဖို့တော့လိုမယ်နော်